2025 ခုနှစ်မတ်လ28ရက်နေ့နေ့တနေ့ရဲ့မနက်ခင်းမှာနေ့စဉ်ဘဝလုပ်ငန်းဆောင်တာတွေကိုရုန်းကန်လှုပ်ရှားရင်ဘဝခီးကိုပုံမှန်ဖြတ်သန်းနေကြပါတယ်။ရုပ်ချင်းဆိုသလိုမထင်မှတ်တဲ့အခိုက်အတန့်လေးအတွင်းမှာပဲ9.9အဆင့်ရှိပြင်းထန်တဲ့မြင်းကလေးလှုပ်ခတ်ခဲ့တဲ့အတွက်နေ့စဉ်လှုပ်ရှားမှုတွေရုတ်တရက်ပြောင်းလဲကပျက်စီးပြိုလဲတန်တွေထိတ်လန့်အော်ဟစ်တန်တွေအကူကြီးတောင်းတန်တွေနဲ့အတူစက္ကန့်ပိုင်းအတွင်းမှာပဲလူအသက်ပေါင်းများစွာနဲ့ဘဝပေါင်းများစွာဟာပျက်စီးဆုံးရှုံးခဲ့ကြရပြီးအိုးမဲ့အိမ်မဲတွေဖြစ်ခဲ့ရပါတယ်။တချို့ဆိုရင်ချစ်ခင်ရသူတွေကိုပါဆုံးရှုံးခဲ့ကြရပါတယ်။ဒီလိုခြောက်ခြားစရာကောင်းလာတဲ့အဖြစ်အပျက်တွေကြုံတွေ့ခဲ့ရတဲ့နေ့တစ်နေ့ဟာအခုဆိုရင်တော့တစ်နှစ်ပြည့်ခဲ့ပါပြီ။ငလင်ဘေးသင့်ပြည်သူတွေအတွက်ကတော့ရှေ့ဆက်အသက်ရှင်နေကြရအောင်မှာဖြစ်တဲ့အတွက်ဆုံးရှုံးခဲ့သူတွေကိုအောက်မေ့ရင်ရှေ့ဆက်ရမယ့်အနာဂတ်အတွက်ဆက်လက်ကြိုးစားရုန်းကန်နေကြရအောင်မှာဖြစ်ပါတယ်။မြန်မာနိုင်ငံကြက်ချီနေအသင်းအနေနဲ့လေငလင်ဘေးသင့်ဒေသတွေမှာယနေ့ထိတိုင်ကူညီထောက်ပံ့မှုတွေကိုဆက်လက်လှုပ်ဆောင်ပေးနေတာဆိုရင်လည်းတစ်နှစ်ရှိခဲ့ပါပြီ။အသင်းရဲ့ကြက်ချီနီစေတနာလှူအားရှင်တွေကြက်ချီနီဝန်ထမ်းတွေဟာအသင်းဥက္ကဋ္ဌရဲ့လမ်းညွှန်မှုအလုံးမှုဆောင်များရဲ့ဦးဆောင်ကြီးကြပ်မှုသက်ဆိုင်ရာတိုင်းဒေသကြီးပြည်내ကြက်ချီနီကြီးကြပ်မှုကော်မတီများရဲ့ပံ့ပိုးမှုနိုင်ငံတကာနဲ့နိုင်ငံတွင်းကအလှူရှင်တွေရဲ့လူရန်ထောက်ပံ့မှုတွေနဲ့အတူငလင်ဘေးသင့်ပြည်သူတွေရဲ့အခြေခံလိုအပ်ချက်တွေကိုမြစ်တာစေတနာအပြည့်နဲ့ငလင်လှုပ်ခတ်ခဲ့သည့်အချိန်မှစတင်တာလင်းလင်းညံ့ညံ့တက်ဆွမ်းသွေးကူညီပေးနေကြတာယနေ့ထိတိုင်အောင်ပါပဲဒီလိုကူညီနိုင်မှုအတွက်အသင်းဌာနချုပ်ကဦးဆောင်ကဆောင်ရွက်မဲ့လုပ်ငန်းစဉ်တိုင်းအတွက် Plan of Action များရေးဆွဲကကဏ္ဍအလိုက်အကောင့်ထည့်ဖို့ဆောင်ရွက်လျက်ရှိပါတယ်ဒီ earthquake ကိုဖြစ်ချင်းပဲကျွန်တော်တို့ pillar 1ပေါ့နော်မှတ်တိုင်1 pillar 2မှတ်တိုင်2 pillar 3ဆိုပြီးတော့ဆောင်ရွက်ပါတယ် pillar 1မှာကတော့ဒါကချက်ချင်းဖြစ်တဲ့ emergency phase ပေါ့စုစုပေါင်း33မြို့နယ်မှာရှိတဲ့ထိခိုက်ခဲ့တဲ့လူတို့တွေကိုကူညီပံ့ပိုးမှုတွေပေးခဲ့ပါတယ်ဒီလိုကူညီပံ့ပိုးမှုတွေပေးတဲ့အခါမှာဆိုလို့ရှိရင်နံပါတ်1ကတော့ non food item food items multiple gas စသည်ဖြင့်ပေါ့နော် mobile clinic လည်းပါဝင်ပါတယ်ဒီလိုမျိုးဆောင်ရွက်ပေးခဲ့ပါတယ်ဒုတိယပိုင်းကျတော့ pillar 2ဒါကတော့ recovery နဲ့ပြန်လည်ထူထောင်ရေးအဓိကပေါ့နော်ဒီဟာမှာဆိုလို့ရှိရင်ကျွန်တော်တို့16မြို့နယ်ကိုကျွန်တော်တို့ cover လုပ်နိုင်ခဲ့ပါပြီအခုချိန်မှာဒီ16မြို့နယ်မှာဆိုလို့ရှိရင်အိမ်ထောင်စုပေါင်း3000ထောက်ပံ့ကူညီနိုင်ခဲ့ပါတယ်ဘာတွေကူညီလဲဆိုလို့ရှိရင် transitional shelter livelihood support mobile health clinic primary health care မှာ psychosocial support အထိလှုပ်ဆောင်ပေးပါတယ်မြန်မာနိုင်ငံကြက်ချီနေအသင်း၏ငလျင်ပြန်လည်ထူထောင်ရေးအပိုင်းရဲ့တစိမ့်တစ်ပိုင်းလှုပ်ဆောင်မှုဖြစ်တဲ့ငွေသားထောက်ပံ့မှုအပိုင်းကိုလည်းလှုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်အသင်းအနေနဲ့ငလျင်ဘေးသင့်ပြည်သူတွေအတွက်ရုပ်ပိုင်းဆိုင်ရာတာမကစိတ်ပိုင်းဆိုင်ရာအတွက်ကိုပါထည့်သွင်းစဉ်းစားပြီးစိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုအတွက်ကလေးပျော်စင်တာတွေလူကြီးပျော်စင်တာတွေဖွင့်လှစ်ပြီးစိတ်တန်ရာအတွက်တက်ဆွမ်းသွေးလှုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်ဒါတွေမကပါဘူးပြည်ရင်းပြည်ပကလူဒန်းထားတဲ့အလူပစ္စည်းများနဲ့အလူငွေများကိုစနစ်တကျအမှတ်တမ်းထားရှိကအကူအညီလိုအပ်နေသူတွေထံလက်ဝဲအရောက်တက်ဆင့်ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်မြန်မာနိုင်ငံကြက်ချီနေအသင်းဟာပြန်လည်ထူထောင်ရေးကာလမှာငလင်ဘေးသင့်ပြည်သူတွေအတွက်သာမကအသင်းခွဲများဖွံ့ဖြိုးတိုးတက်မှုအသင်းဝင်အသင်းသားများရဲ့စွမ်းဆောင်ရည်မြင့်တင်မှုအပိုင်းကိုလည်းတပါးရေးဆောင်ရွက်လျက်ရှိရာရှေ့ဆက်ပြီးအသင်းကလှုပ်ဆောင်နေတဲ့လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေမှာစွမ်းဆောင်ရည်ပြည့်ဝစွာနဲ့ဆက်လက်ပါဝင်လှုပ်ဆောင်ကြမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဗတ်စုံ3ငွေသားထောက်ပံ့တဲ့အစီအစဉ်တွေပြုလုပ်ဖို့ကျွန်တော်တို့နေပြည်တော်မှာတင်တန်းရင်တက်ခဲ့တယ်ပေါ့နော်။တက်ခဲ့ပြီးကျွန်တော်တို့ဒီမန္တလေးကိုကျွန်တော်တို့6လပိုင်း25ရက်နေ့မှာကျွန်တော်တို့လာခဲ့တယ်။ပြီးတော့ကျွန်တော်တို့ assessment တွေကောက်တယ်ပေါ့နော်။ကောက်တဲ့ချိန်မှာလည်းမြေပြင်ကိုလူထုနဲ့တခါတည်းထိတွေ့ပြီးတော့စည်ရင်ကောက်ရတဲ့အတွက်ကြောင့်မလို့လူထုကိုစိတ်ပိုင်းဆိုင်ရာကိုအားပေးကူညီပေးခဲ့တယ်ပေါ့နော်ဒါတွေမကပါဘူး
ကြက်ချီနီကဆောင်ရွက်နေတဲ့လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများကိုအများပြည်သူပုံမသိရှိပြန်ပွားစေရန်အတွက်ကိုလည်းလူလူထံထိရောက်သွားကကြက်ချီနီအကြောင်းသိကောင်းစရာများအသိပညာများကိုဖြန့်ဝေပေးလျက်ရှိပါတယ်။မြန်မာနိုင်ငံကြက်ချီနီအသင်းဟာချမှတ်အကောင့်ထဲပေါ်ဆောင်ရွက်နေတဲ့ငလင်တုတ်ပြန်ရေးဒုတိယပိုင်းဖြစ်တဲ့ပြန်လည်ထူထောင်ရေးအပိုင်းနဲ့အတူတတိယပိုင်းဖြစ်တဲ့အသင်းခွဲဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကိုပါတစ်ဆက်တဲ့အတူတကွလှုပ်ဆောင်လျက်ရှိပါတယ်။မြန်မာနိုင်ငံကြက်ချင်အသင်းအနေနဲ့မန္တလေးငလင်ကြီးကိုတုံ့ပြန်တဲ့အခါမှာအရေးပေါ်ကာလတုန်းကတော့လိုအပ်ချက်တွေကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာ2လ3လလောက်ကြာပြီးတဲ့အချိန်မှာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုစတင်ပြီးတော့ဆောင်ရွက်ခဲ့ကြပါတယ်။ဒီလိုပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာပါဝင်တဲ့အချက်တစ်ခုကတော့ transitional shelter လို့ခေါ်တဲ့အိမ်တွေကိုပြန်လည်တည်ဆောက်ပေးတဲ့လုပ်ငန်းဖြစ်ပါတယ်။ရရွာလူထုအတွက်အမြဲတမ်းရှိနေပေးတဲ့မြန်မာနိုင်ငံကြက်ရှင်နေအတင်းအားချစ်မြန်မာနိုင်ငံကြက်ချင်အသင်းအနေနဲ့အခုလိုအောင်မြင်မြင်ဆောင်ရွက်နိုင်နေဆိုတာဟာအပြည်ပြည်ဆိုင်ရာကြက်ချင်နဲ့လာကျန်းနေအသင်းများဖက်ဒရေးရှင်းအပြည်ပြည်ဆိုင်ရာကြက်ချင်ကော်မတီမိဖက်ကြက်ချင်အဖွဲ့အစည်းတွေပြည်တွင်းပြည်ပအလှူရှင်တွေဒါအပြင်အခြားသောအဖွဲ့အစည်းတွေရဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့်ယခုလိုအောင်မြင်မြင်နဲ့ဆောင်ရွက်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ပြန်လည်ထူထောင်ရေးအပိုင်းရဲ့အဓိကဖြစ်တဲ့ငလင်ဘေးသင့်ပြည်သူတွေရဲ့လိုအပ်ချက်တစ်ခုဖြစ်တဲ့မိုးလုံလေလုံပြီးစနစ်ကျတဲ့နေအိမ်အဆောက်အဦဆောက်လုပ်ပေးနိုင်မှုအတွက်ထိခိုက်ခံစားရမှုအပေါ်မူတည်ကလိုအပ်တဲ့စမ်းစစ်လေ့လာမှုတွေမြင့်မြတ်မှုတွေထိခိုက်ခံစားရမှုအချက်အလက်များကိုကောက်ယူခြင်းတွေကိုကြက်ချင်နီစေတနာလုပ်အားရှင်များနဲ့ကြက်ချင်နီဝန်ထမ်းများအိမ်နိုင်ရာရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါတယ်။ရွေးချယ်သည့်အခါမှာလည်းကျေးရွာလူထုရဲ့သဘောဆန္ဒဖြင့်ဖွဲ့စည်းထားတဲ့ကော်မတီအဖွဲ့နဲ့အတူရဲရွာလူထုကိုယ်တိုင်ပါဝင်ဆုံးဖြတ်စေပြီးတာဝန်ယူမှုတာဝန်ခံမှုအပြည့်ဖြင့်အချိန်ယူဆောင်ရွက်ခဲ့ကြသလိုရွေးချယ်မှုအပေါ်ကျေနပ်မှုတစုံတရာမရှိပါကလည်းရဲရွာလူထု၏သဘောထားတုံ့ပြန်မှုစနစ် CEA အရာတိုင်ကြားနိုင်သလိုတုံ့ပြန်ဖြည့်ရှင်းမှုများကိုလည်းတာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။ကျမတို့မြန်မာနိုင်ငံကြက်ချင်နေအသင်းအနေနဲ့ပေါ့နော်ကျွန်တော်ဒီအိမ်လေးဆိုလို့ရှိရင်တော့ဂျားကာလာနေအိမ်ပေါ့နော်330ခန့်နဲ့ကျမတို့ဒီဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။အိမ်ကြီးပဲမဟုတ်ပါဘူးကျမတို့ဒီအိမ်သားဘောပါတယ်ဒီရေတယောက်ပေါ့နော်ရေတွေကိုပြန်ပြီးတော့မိုးရွာလို့ရှိရင်ရေခံတဲ့စနစ်လေးတွေလုပ်ပေးတယ်ဆိုလာမီးလေးတွေကိုလည်းကျမတို့ဒါတအိမ်သုံးနိုင်တဲ့ဟာလေးတွေကိုလည်းကျမတို့ဆောင်ရွက်ပေးပါတယ်။ယခုဆိုရင်မြန်မာနိုင်ငံကြက်ချင်နေအသင်းကငလင်ဘေးသင့်ရဲရွာလူထုစိတ်အေးချမ်းစွာနဲ့လုံခြုံစိတ်ချစွာနေထိုင်နိုင်ဖို့ရှိရကလူထုကြက်ကြက်ခံနိုင်စွမ်းညှစ်တရေးကော်မတီကိုရဲရွာလူထုခေါင်းဆောင်များပါဝင်သောအဖွဲ့ကစနစ်တကျစမ်းစစ်လေ့လာကသတ်မှတ်ချက်များနဲ့အညီငလင်ဘေးသင့်အကျိုးခံစားခွင့်ရှိသူများအတွက်စီမံချက်များရေးဆွဲအကောင့်ထဲပေါ်လျက်ရှိရာယခုဆိုရင်တော့စကိုင်းတိုင်းဒေသကြီးအတွင်းရှိစီမံချက်ဝင်73ရပ်ကွက်နဲ့ကျေးရွာ2ခုတို့မှာနေအိမ်125လုံးကိုဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်။နည်းလောက်ထက်ပြီးတော့လုံခြုံမှုမရှိတာပေါ့နော်အကုန်လုံးအိမ်ကပြိုကျက်ပြီးဒီဝင်းတွေကလည်းအကုန်လုံးပြိုကျတာဆိုတော့ပေါ့ပြီးတာတွေတော့ဆုံးရှုံးတာလည်းဝမ်းနည်းမှုတွေတော့အများကြီးရှိတာပေါ့ဒါပေမဲ့ခုတော့မြန်မာနိုင်ငံကြက်ချင်နေတဲ့အဆောက်ပေးတဲ့အိမ်လေးရှိသွားတဲ့အခါကျတော့အတိုင်းမသိဝမ်းလဲဝမ်းသာတယ်ပျော်လဲပျော်ပါတယ်ရှင်မန္တလေးတိုင်းဒေသကြီးမှာလည်းပျော်ပွဲတဒဦးနဲ့အမရပူရမြို့နယ်များရှိငလင်ကျောက်ထိခိုက်ပျက်စီးသွားသောနေအိမ်464အိမ်အတွက်ပြန်လည်ပြုပြင်နိုင်ရန်ငွေသားထောက်ပံ့ခြင်းကိုဆောင်ရွက်လျက်ရှိသလိုနေအိမ်90လုံးဆောက်လုပ်ပေးနိုင်ရေးအတွက်စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။အလားတူရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသနဲ့နေပြည်တော်တို့မှာလည်းဆောက်လုပ်ပေးနိုင်ဖို့စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။မြန်မာနိုင်ငံကြက်ချင်နေအသင်းဟာငလင်ဘေးသင့်ရဲရွာလူထုအတွက်နေအိမ်များဆောက်လုပ်ပေးရမှာနေထိုင်သူများပုံမှုအဆင်ပြေစေဖို့အတွက်ရည်ရွယ်ပြီးနေအိမ်တိုင်းမှာဆိုလာမီးများတက်ဆင်ပေးခြင်းအပြင်ရင်လုံးအိမ်သားလိုအပ်သောနေအိမ်များအတွက်ကိုလည်းရင်လုံးအိမ်သားကိုပါထည့်သွင်းဆောက်လုပ်ပေးလျက်ရှိပါတယ်။ကျမတို့ transitional shelter လို့ခေါ်တဲ့တချို့ကိုအိမ်ပြန်ဆောက်ပေးတာမျိုးတွေနောက်တစ်ခါအခုကျမတို့ဆက်ပြီးတော့ကြတော့အသက်မွေးဝမ်းကြောင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ကြတော့သူတို့ပြန်လည်ထူထောင်နိုင်အောင်ဆိုပြီးကြတော့ကျမတို့ multi purpose cash assistance ပေးတဲ့အခါမှာကျမတို့တစ်ချိန်ကိုငွေကျပ်4သိန်းလုံးနဲ့3ချိန်ပေးတဲ့အခါမှာတချို့တော့ small business ကလေးတွေသူတို့ပြန်လည်ထူထောင်နိုင်ပြီးတော့ကြတော့တချို့ပညာရေးအတွက်သုံးနိုင်တယ်တချို့ကျန်းမာရေးအတွက်သုံးနိုင်တယ်ဒါလေးတွေဆောင်ရွက်ပြီးကြည့်ခဲ့ပြီပေါ့အခုလက်ရှိမှာကျမတို့ဒီတချို့ area တွေမှာshelter အိမ်အသစ်ပြန်ဆောက်ပေးတာမျိုးပြင်ဆင်ဖို့လိုနေတဲ့အိမ်တွေကိုပြင်ပေးတာမျိုးအတွက်ကျမတို့ငွေထောက်ပံ့တာတွေရှိတယ်နောက်တစ်ခါ latrine ဆောက်ဖို့အတွက်ငွေထောက်ပံ့တာတွေရှိတယ်ဒါတွေကိုဆက်ပြီးတော့ဆောင်ရွက်နေတယ် Well, the earthquake last year was devastating and the gaps and needs were obvious in the first emergency phase.
shelter, food, access to health. We had to respond immediately, which we did. The ICRC teams, together with the Myanmar Red Cross volunteers and the staff, all of them were also directly affected by the earthquake. So they had to manage their families and prioritize the support to the most vulnerable for humanitarian assistance. Consequences were manifold, and the work we done was focused on rehabilitation of water treatment station after the emergency phase that was just delivering water, but some works on hospitals and on shelters. 1 year on, these works continue in a recovery phase for long-lasting improvements, and we still work with the Myanmar Red Cross Society, other Red Cross, Red Crescent movement partners, and we will do so until the needs of the population are covered. In this particular earthquake, you had people already affected by the overall situation in the country, the displacement, the conflict situation. So that puts a lot of pressure on them. But the ICRC, as we always do, we will keep help them building their life and remain alongside them with the movement partners until the needs are there. And we're here in Sagaing, in the house of one of the community members who received assistance from the Myanmar Red Cross and from IFRC and other partners. And we're enjoying this moment, recognizing all of the amazing work that has been done by the Myanmar Red Cross volunteers, by the staff, by the leadership, and with the support of their partners. It's been a real privilege to be working with the Myanmar Red Cross in such a challenging time for the country, an honor to see how the Myanmar Red Cross has worked with communities, with village leaders, and through its volunteers to really address the biggest needs of the communities in an inclusive, participatory and dignified manner. And so we're pleased to share this moment in the house of one of those community members who's welcomed us to visit her. Now we look forward to integrated continued support in the recovery phase through livelihoods, again more shelter, including disaster risk reduction and other aspects. So for that we thank the Myanmar Red Cross and their volunteers, and of course the communities who've been working with us hand in hand. မြန်မာနိုင်ငံကြက်ချီနီအသင်းဟာအပြည်ပြည်ဆိုင်ရာကြက်ချီနီကော်မတီအပြည်ပြည်ဆိုင်ရာကြက်ချီနီနဲ့လာချမ်းနီအသင်းများဖက်ဒရေးရှင်းနဲ့နိုင်ငံတကာမိတ်ဖက်ကြက်ချီနီအသင်းများနဲ့အတူပူးပေါင်းကပြန်လည်ထူထောင်ရေးကဏ္ဍနဲ့အသင်းကွဲဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှစ်ခုလုံးအတွက်အစီအစဉ်များချမှတ်ပြီးဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ နိုင်ငံတကာမှာရှိတဲ့ donor တွေကျွန်တော်တို့ headquarter နောက်တစ်ခါ branch supervisor တွေ volunteer တွေနောက်ကျွန်တော်တို့ပေါ်မှာပြည်တွင်းကလူတန်းနဲ့အလူရှင်တွေအားလုံးဟာဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံကြက်ချင်နေအသင်းကိုဝိုင်းဝန်းကူညီပြီးတော့ကျွန်တော်တို့ကထပ်ဆင့်ပြီးတော့တကယ် vulnerable people တွေကိုကူညီနိုင်အောင်လို့ကူညီဖြစ်အောင်လို့ပံ့ပိုးတဲ့ပေးတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ပါတယ်လို့ မြန်မာနိုင်ငံကြက်ချီနီအသင်းဟာလူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေကိုအစဉ်ရှိရှုပြီးရက်ရွာလူတို့အတွက်ပြန်လည်ထူထောင်ရေးနဲ့ဘေးဒဏ်ကြက်ကြက်ခံနိုင်ရေးလုပ်ငန်းစဉ်တွေကိုအားလုံးအတူတကွပါဝင်နိုင်စေဖို့အစဉ်အမြဲစူးစမ်းလှုပ်ဆောင်လျက်ရှိပါကြောင်းထက်အားပြည့်နဲ့မြင်းကလေးလှုပ်ခတ်ပြီးတစ်နှစ်ကြာအတွက်မှတ်တမ်းပြုတင်ဆက်လိုက်ပါရရှင်။ ရရလူလူအတွက်အသင်းရှိနေပေးတဲ့မြန်မာနိုင်ငံကြက်ချင်နေအသင်းကိုကျေးဇူးတင်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်